Okay ဒီခါတော့ကျွန်တော် Venezuela သမတမာတူရိုရဲ့ကိုရန်တော့တက်အမေရိကန်တိုက်တွေဝင်ပြီးတော့တိုက်ခဲ့တဲ့အခါမှာကြုံတွေ့ရတဲ့အတွေ့အကြုံတွေကိုပြောပြတာလေးကိုကျွန်တော်ပြန် share လုပ်ချင်ပါတယ်ဒီစစ်သားပဲချိန်မှာပြောပြလဲဆိုတော့အမေရိကန်တပ်တွေတိုက်လို့တန်ရာရပြီးတော့ဆေးရုံမှာရောက်နေတဲ့အချိန်မှာသတိပြန်ရလာတဲ့အချိန်မှာသူကပြန်ပြီးပြောပြခါဖြစ်ပါတယ်သူပြောပြထားလေးကိုကျွန်တော်အကုန်တစ်စားဆုံးကျွန်တော်ပြောပြပါမယ်သူတို့ကအဲ့နေရပါနော်သူတို့စစ်သားတွေကလက်နက်ပြည့်စုံနေသူတို့စောင့်လို့ရေးလုပ်ငန်းပေါ့နော်စောင့်ကြရေးလုပ်ငန်းတွေကိုသူတို့လှုပ်ဆောင်နေကြတာဖြစ်ပါတယ်သူတို့မှဘာမှထူးထူးခြားခြားမရှိပါဘူးအားလုံးကသူတို့ radar တွေဖွင့်စက်တနက်တွေအကုန်တနက်တွေပေါ့နော် air defense တွေ ready လုပ်ပြီးတော့သူတို့စောင့်နေကြပါတယ်ပေါ့နော်ကြည့်စင်ထားပါတယ်အဲ့ဒီအချိန်မှာရုပ်တရက်ကြီးဆိုသလိုတဲ့ radar တွေကအလုပ်လုပ်တာရက်သွားတယ်ဘယ် radar မှလုံးမလုပ်တော့ဘူးပေါ့နော်အဘာဖြစ်ပါလဲသူတို့ကြောင်းနေတဲ့အချိန်မှာဒုံးတွေအများကြီးကသူတို့ခေါင်းပေါ်မှာရောက်လာတယ်သူတို့ကြောင်းကြည့်နေချိန်မှာ radar တွေလုံးမလို့ကြောင်းကြည့်နေချိန်မှာရုပ်တရက်ခေါင်းပေါ်မှာဒုံးတွေအများကြီးရောက်လာတယ်အဲဒုံးတွေလည်းရောက်ပြီးမှချခင်မှာစက်တိုက်ဆိုတော့ပေါ့နော်နောက်က husky တွေပါလာတယ် helicopter တွေပေါ့နော် helicopter ဆိုတော့အများကြီးတော့မဟုတ်ဘူးသူတို့69စီ80စီပေါ့အများဆုံးရှိလာမှာ80စီလောက်ရောက်လာတယ်ပေါ့အဲ80စီပေါ့နော်80စီမှာစစ်သားတွေကဆင်းလာကြတယ်80စီဆိုရင်80စီတော့အကုန်လုံးစစ်သားတွေအကုန်ဆင်းမလာဘူးပေါ့နော်80စီထဲမှာစစ်သားတချို့ဆင်းလာတယ်ဆင်းလာရဆိုပေမဲ့ပေါ့နော်တကယ်ဆင်းလာတာကအကုန်လုံးအများဆုံးရှိလာမှာအယောက်20လောက်ပဲရှိတယ်အဲ့လိုစစ်သားတွေအောက်ဆင်းလာတယ်အဲ့စစ်သားတွေရဲ့ဘယ်တော့လက်နက်တွေအထက်လုံးဝအထူးဆန်းနေပေါ့သူတို့အနေနဲ့ခမ်းမမြင်ဘူးသူတို့အရန်ကို advance ဖြစ်တဲ့လက်နက်တွေကိုတက်ဆင်ထားတယ်ခမ်းမမြင်ဘူးပေါ့တကယ်ပေါ့နော်လူတပွဲကြီးတပွဲကိုသူမျက်မြင်ကိုတွေ့လိုက်ရတယ်အဲ့အယောက်20စစ်သားတွေကတစ်ချက်ကိုပေါ့နော်တစ်မိနစ်ကိုကြည်စံပေါင်း300လောက်ထွက်တဲ့လက်နက်ဆန်တွေနဲ့ပစ်တယ်သူတို့အောက်မှာကစစ်သားတွေယာချီပြီးတော့သူတို့လက်နက်တွေနဲ့အသင်းဆောင်နေတဲ့စစ်သားတွေပေါ့နော်ပြဖို့အသင်းဆောင်နေသူတို့ဟိုပေါ့နော်ဗင်နီဇွဲလားစစ်သားတွေကိုဟိုအမေရိကန်စစ်သား20လောက်ကနေပြီးတော့တစ်မိနစ်ကိုပြင်ရောက်ကြီးအတောင်30လောက်ထွက်တဲ့ကြီးလက်နက်ဆန်တွေနဲ့ပစ်တယ်ပေါ့ပစ်တဲ့ချိန်မှာသူတို့ဘယ်လိုပစ်လဲဆိုတော့ပေါ့နော်တိကျတယ်မှန်ကန်တယ်မြန်ဆန်တယ်ကြီးစံထွက်တဲ့နေရာကိုချက်ချင်း response လုပ်ပစ်တယ်ပေါ့ဆိုတော့သူတို့အဲ့လိုဟိုပေါ်နေပြီးတော့လက်နက်အင်အားအရန်တာလုံးတဲ့အခါမှာအောက်ကယာကနန်းရှိတဲ့စစ်သားတွေကပြန်ပြီးမတိုက်ခိုက်နိုင်ဘူးပေါ့သူတို့ခေါင်းမဖော်နိုင်အောင်ဖြစ်နေတယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာရုတ်တရက်အမေရိကန်လက်နက်ဆန်းတစ်ခုသူ့နဲ့ထပ်ပြီးပစ်တယ်ဘာလက်နက်မှသူတို့မသိဘူးဒါပေမဲ့သူတို့သိလိုက်တာကအဲ့လက်နက်ကပစ်လိုက်တဲ့ချိန်မှာတန်ကြီးအကျိန်အုံဆိုအသေးကျဲသွားတယ်ကျဲသွားပြီးနောက်ပိုင်းမှာသူတို့ဘာဖြစ်သွားလဲဆိုခေါင်းတွေကိုကွက်မလာလို့အောက်မိသွားအောင်ပေါ့နော်သူတို့ခံစားလိုက်ရတယ်စစ်သားတွေအားလုံးကခေါင်းတွေကွက်ကိုမီလာဆိုအဲ့လိုခံစားပြီးနောက်ပိုင်းမှာသူတို့ဘာတွေသိလိုက်တာနှာခေါင်းတွေပါးစပ်တွေနားတွေမျက်စိတွေနဲ့သွေးတွေတလဟောစီးလာတယ်စီးကြတယ်တချို့ဆိုရင်သွေးတွေအန်ကုန်ကြတယ်အဲ့လိုလည်းဖြစ်ပြီးတော့သူတို့ပေါ့နော်သူတို့ဘာသာမှလည်းမကြားတော့ဘူးနားထဲမှာဝီးဆိုရနားတွေပေါ့နော်နားစီကွဲသွားတယ်လို့ပဲပေါ့နော်နားထဲမှာခရမှုတ်တန်တွေလိုပဲပေါ့နော်ဝီးဆိုတဲ့အတန်ကြီးတွေလုံးဝကြားနေရတယ်ပေါ့ကျန်တာဘာမှမကြားတော့ဘူးခေါင်းတွေလည်းမထောင်နိုင်တော့ဘူးပေါ့နော်အဲ့လိုအခြေအနေမျိုးဖြစ်သွားကြတယ်အဲ့လိုဖြစ်တဲ့နောက်ပိုင်းမှာသူတို့ကမတ်တက်ရက်ဖို့တောင်မဖြစ်နိုင်တော့ဘူးမတ်တက်လည်းမရက်နိုင်တော့ဘူးသူတို့ကသူတို့ဘာဆက်ဖြစ်လို့ဖြစ်သွားမှန်းဆိုမသိတော့တဲ့အခြေအနေကိုစစ်သားတွေကပေါ့နော်သူတို့စိတ်နဲ့ကိုမကတ်တဲ့အခြေအနေမျိုးတွေကိုရောက်သွားတယ်ပေါ့နော်ဘောကမှဒီလိုနီးပညာသစ္စာနေနဲ့တိုက်ခတ်ခံခဲ့တာသိလည်းမသိတယ်လို့မြင်လည်းမမြင်ခဲ့ဘူးဒါပထမဆုံးချိန်နဲ့ဟိုလုံးဝထူဆန်နေနဲ့ကြုံတွေ့ခဲ့ရတာဖြစ်တယ်နောက်ထပ်ဒီအမေရိကန်စစ်သားတွေကိုသူတို့ပေါ့နော်လက်တုပ်ပြန်တိုက်ခိုက်ဖို့ဆိုတော့ဘလုံးမဖြစ်နိုင်တော့ဘူးသူတို့အားလုံးဟာမြေပြင်မှာပြိုလဲနေကြပြီပေါ့အဲ့ဒီချိန်မှာပဲသူတို့ကအမေရိကန်စစ်သားကသူတို့ရဲ့တမန်တော်ကိုဖမ်းဆီးပြီးတော့ခေါ်ဆောင်သွားတယ်အဲ့ချိန်မှာသူတို့သိရတာကတော့နော်ဒီလိုစစ်သားတွေနဲ့နောက်ထပ်ရှင်းတိုက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ဘူးသူကထပ်ပြီးတော့သတိပေးတာကအခက်လို့များနောက်ထပ်လူတွေကပေါ့နော်စစ်သားတွေကအမေရိကန်နဲ့ရှင်းပြီးတော့စစ်တိုက်ဖို့စီစဉ်ရှိတယ်ဆိုရင်သူကပြောတာကမိတ်ဆွေအနေနဲ့အမေရိကန်ရဲ့လက်နက်ကြောင်းကိုလုံးဝဘာမှမသိလို့ဖြစ်မယ်သူ့အနေနဲ့တော့ဒီလိုနောက်ထပ်စစ်တိုက်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူးလုံးဝကိုအရှုံးပေးလိုက်ပြီစိတ်ဓာတ်ရေးကကျသွားပြီကျွန်တော်သိတော့ကအဲ့လိုစစ်သားတွေအဲ့တွေ့ကြုံပြီးတဲ့နောက်ပိုင်းမှာစစ်သားရကနာဆုံးသွားခဲ့တယ်နောက်ထပ်ရှိတဲ့စစ်သားတွေအများကြီးရတယ်ပေါ့နော်အဲ့ဒီနေရာမှာဆက်ပြီးတာဝန်ယူနေတဲ့စစ်သားတွေအများကြီးရတယ်သူကဘာဖြစ်လဲလက်နဲ့အပ်ပြီးတော့အမေရိကန်နဲ့ဆက်ပြီးစစ်ဖြစ်လို့မရတော့ဆိုတော့လုံးဝလက်လျှော့ပေးလိုက်တယ်ဒါကျွန်တော်တို့ဒီဗင်နီဇွဲလားမှာဖြစ်ပခဲ့တဲ့တကယ်အဖြစ်ပြပါသူတို့အဲ့စစ်သားဟောင်းကနေတန်ရာရတဲ့စစ်သားတွေပြန်ပြတဲ့ဖြစ်ပကလေးပါအဲ့ဒါပဲလားဆိုတော့အဲ့ဒီသတင်းက holy တချောချောဖြစ်ပြီးတော့ကျွန်တော်ဗက်တီပြန်လာသွားဆိုတော့ဗင်နီဇွဲလားနဲ့ဖေးသူ့ရဲ့မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ကျူဘာတို့ပေါ့နော်အဲ့နာရှိတဲ့လက်တင်အမေရိကနိုင်ငံတွေတော်များများကိုဒီသတင်းတွေပြန်လှန်ပြီးတော့ဝါကိုပေါ့နော်သူတို့အမေရိကန်နဲ့စစ်ဖြစ်ဖို့ဆိုတော့မဖြစ်နိုင်တဲ့အခြေအနေမျိုးကိုရောက်နေတယ်လို့သိရတယ်ဒါဟာတကယ်ကိုဖြစ်ရက်ကိုကျွန်တော်တို့
ပြန်ပြောပြတဲ့စစ်သားတဦးရဲ့ကိုရစ်တုတ်ကြုံပါနော်ကျေးဇူးများချင်တယ်